အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ FIFA 20ရက်နေ့เนาะ20ရက်နေ့မှာတော့တည်င်းထူတွေကတော့ဒီမှာအလားတော့အလွှဲပြောင်းလုံးမိဟာတယ်เนาะဒီကတည်င်းထူတွေရှိတယ်ပြီးလို့ရှိရင်တော့ဘုံတကားရဲ့အကြောင်းကတော့เนาะအကြည့်ကျလမို့ထားတယ်ပြီးလို့ရှိရင်တော့ NUG เนาะ NUG ရဲ့ဒီဒေါ်ချီပြအကြောင်းပေါ့အဲ့ဒါတို့တကယ်ပြဿနာတွေအဲ့ဒီမှာစုံဆက်စစ်ဆေးရတယ်လုပ်တယ်အဲ့ဒီအမှုတွေမဖော်ဘူးပြီးသူတို့ထူတွေတော်တော်ကိုပေါ်နေတဲ့ကြားနေပြီးတော့အခုထုတ်လိုက်တဲ့တည်င်းဆိုတော့ပထမဆုံးကတော့မအလားတော့အပြောင်းလဲလုပ်တော့မယ်เนาะအဲ့ဒီရွေးကောက်ပွဲတွေကိုเนาะဒီဘက်ကတော်လိုင်းရဲ့အဖွဲ့တွေဘလောက်ပဲကန်ကွက်နိုင်ငံတကာဘလောက်ပဲကန်ကွက်เนาะအဲ့ဒီရွေးကောက်ပွဲအပိုင်း၃ပိုင်းစလုံးကတော့ပြီးသွားပြီဆိုတဲ့ခါကျတော့သူတို့ကအခုနာတွေကိုခိုးဝေတော့မယ်ဆိုတဲ့ခါကျတော့သမ္မတဘယ်သူလုပ်မလဲဆိုတော့အဲ့ဒီမှာအဓိကပြန်တာကတော့เนาะကျန်းဖက်ပါတီကခင်ကြီးဖြစ်တယ်เนาะခင်ကြီးကသမ္မတဖြစ်ရမယ်ဘာလို့ဆိုတော့နှစ်ပါတီရဲ့ဥက္ကဋ္ဌဖြစ်တယ်เนาะဆိုတော့အဲ့ဒီနေရာမှာကိုလိုခလန်လိုက်တာကဘာသူလဲဆိုတော့မာလာကကိုလိုခလန်လိုက်တယ်ဆိုတော့အဲ့ဒီခါမှာသမ္မတက2ယောက်ဖြစ်နေတယ်เนาะဆိုတော့နိုင်တာကတော့ခင်ကြီးနိုင်တယ်ဒါပေမဲ့သမ္မတဖြစ်မှာကမာလာဖြစ်မယ်အဲ့လိုမျိုးပုံစံဖြစ်နေတယ်เนาะဖြစ်နေတယ်ဆိုတဲ့ခါကျတော့အခုကတော့သူကဘယ်လိုပြောလာလဲဆိုလို့ရှိရင်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနပါနိုင်ငံခြားရေးဝန်ကြီးဌာနကအခုဦးတန်းဆွေပေါ့နော်ဦးတန်းဆွေကနေပြီးတော့ဒီထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုပြောလိုက်တယ်เนาะသူတို့တွေ့တဲ့အခါမှာဆိုတော့မအလာကတော့ဒီကာကွယ်ရေးဝန်ကြီးချုပ်လုပ်တာဆိုလို့ရှိရင်เนาะစင်ကာနဲ့ရှိပြီเนาะစင်ကာနဲ့ရှိတဲ့အတွက်ကြောင့်သူကတော့အနားယူတော့မယ်အဲ့ဒီဟာပြောလိုက်တဲ့ခါကျတော့ဒီပြန်တော့ကာကွယ်ရေးဝန်ကြီးချုပ်ကတော့သူမလုပ်တော့ဘူးသမ္မတလုပ်မယ်ဆိုတော့သမ္မတလုပ်ဖို့ကလည်းခင်ကြီးကလည်းတယောက်ရှိနေတဲ့ခါကျတော့သမ္မတရဲ့အပေါ်မှာသူတို့နေမယ်ဆိုတော့ခင်ကြီးကိုလည်းနေရာပေးမယ်တော့မအလာတော့သူ့ပေါ်မှာရှိမယ်အဲ့ဒါကဘာလဲဆိုတော့ပြည်ထောင်စုเนาะအတိုင်ပင်ခံကောင်စီဆိုပြီးတော့သူတို့ဖွင့်လိုက်တဲ့အခါမှာအဲ့ဒီမှာเนาะကာချုပ်နေရာမှာသူမနေတော့ဘူးဒါပေမဲ့သမ္မတနေရာမှာကလည်းခင်ကြီးကိုပေးရမယ်ဘာလို့ဆိုတော့ခင်ကြီးကပါတီရဲ့ဥက္ကဋ္ဌဖြစ်တဲ့အတွက်ကြောင့်ဆိုတော့အဲ့ဒီအပေါ်မှာသူနေတာကတော့သူလေဆိုလို့ရှိရင်မအလာကအဲ့ဒီပေါ်မှာနေမယ်เนาะနိုင်ငံတော်အတိုင်ပင်ခံကောင်စီအခုနိုင်ငံတော်ရဲ့အတိုင်ပင်ခံဒီဒေါအောင်ဆန်းစုကြည်တို့လုပ်တဲ့ပုံစံပထမတော့သူတို့မကြိုက်တဲ့အတွက်ကြောင့်ဥကိုနေပြီးတော့သူတို့တတ်လိုက်တယ်เนาะအခုတတိလောကเนาะအဲ့ဒီလက်မေးတွေမပေါ်သေးဘူးဆိုတော့အဲ့ဒါကိုနေပြီးတော့သူတို့ကြိုက်သွားပြီအခုသူတို့အဲ့လိုမျိုးပုံစံလုပ်မယ်เนาะတေချာတာကတော့အခုကာကွယ်ရေးဦးစီးချုပ်နေရာမှာသူစင်ကနေလုပ်ပြီးအနားယူတော့မယ်လို့เนาะဒီထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကိုနေပြီးတော့ဒီမြန်မာနိုင်ငံရဲ့ခုနကမာလာရဲ့အဖွဲ့ထက်ကနိုင်ငံခြားရေးဝန်ကြီးဌာနเนาะဦးတန်းဆွေကနေပြီးတော့ပြောလိုက်တယ်ဆိုတဲ့ခါကျတော့เนาะသူသမ္မတပဲရှိတော့တယ်เนาะဝန်ကြီးချုပ်ကတော့သူလုပ်မှာမဟုတ်ဘူးเนาะဘာဖြစ်ဆိုတော့နိုင်ငံတကာရဲ့အရေးယူမှုတွေ ICC ကအရေးယူမှုတွေအဲ့လိုမျိုးရှိတဲ့ခါကျတော့เนาะအဲ့ဒီသမ္မတရထုကိုပဲသူယူလုပ်နေမယ်เนาะအဲ့လိုမျိုးပုံစံမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဒီနေ့ကိုကွယ်သိလာရတာကတော့เนาะအဲ့ဒီမှာကာကွယ်ရေးဦးစီးချုပ်ကသူမလုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့နောက်တစ်ခုကဒေါ်ချီပြအကြောင်းเนาะဒေါ်ချီပြမှာဆိုလို့ရှိရင်တော့အဲ့ဒီအမှုကိုအဂတိလိုက်စားမှုနဲ့တိုင်ထားတာကြာပြီတိုင်ထားတာကြာပြီအဲ့ဒါကိုနေပြီးတော့ဆက်လုပ်တယ်လုံးဝအဲ့ဒီအမှုကလုံးဝမပေါ်ဘူးအဲ့ဒါပြည်သူလူထုတို့ကအဲ့ဒီဟာကိုသိချင်တယ်ဒီနေ့ကတော့သူတို့ပြောလိုက်ပြီဆိုတော့ပြောလိုက်တာကဘယ်လိုပြောလိုက်လဲဆိုလို့ရှိရင်ဒေါ်ချီပြနဲ့သူယောက်ျားတို့ဘာလို့ဆိုလို့ရှိရင်အဲ့ဒီဝန်ထမ်းတွေကိုဆက်ဆံတာကြမ်းတမ်းမှုတွေအဲ့ဒါကြောင့်ပဲသူတို့ကပြောတယ်เนาะအဂတိလိုက်စားမှုတွေမရှိဘူးဆိုတဲ့ဟာကိုသူတို့ထုတ်ပြန်တယ်เนาะ AUG ကထုတ်ပြန်တာဆိုတော့အခု CDN တွေကနေပြီးတော့ဘာမှမကျင်တတ်ဘူးเนาะအဲ့ဒီအစင်ခန်းစားတွေကိုအကုန်လုံးပြည်သူတွေကိုချပြပါเนาะချပြဘူးဆိုလို့ရှိရင်အခုကဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီ CDN လုပ်တဲ့လူတွေအမအလားကိုမကြိုက်လို့ CDN လုပ်တဲ့လူတွေကအခု NUG ကိုမကြိုက်လို့အခု CDN ထပ်လုပ်တယ်အခု CDN အဖွဲ့တွေကအခု CDN လုပ်နေရတယ်เนาะဆိုတော့အဲ့ဒီဟာကဘာလဲဆိုတော့ဒေါ်ချီပြအမှုမှာဆိုလို့ရှိရင်သူကအဂတိလိုက်စားမှုမရှိဘူးเนาะဝန်ထမ်းတွေကိုစကားကြမ်းတမ်းပြောတဲ့အတွက်ကြောင့်အဲ့ဒါကိုပြင်းထန်သူတို့ကိုဆုံးမထားတဲ့ဆိုတဲ့ဟာတော့ပဲသူတို့ထုတ်ပြန်တယ်အဲ့ဒါကို CDN တွေကလုံးဝမချိနဲ့ဘူးဝန်ထမ်းတွေရှိတာကိုဝန်ထမ်းတွေကလည်း CDN တွေလုပ်တာပါဒီမှာဆိုတော့အခု CDN ထပ်ပြီးတော့လုပ်တယ်เนาะ AUG ကိုထပ်ပြီးတော့လုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အဲ့ဒါကတော့ AUG ရဲ့အရှုပ်ချင်းနဲ့ပေါ့ AUG ရဲ့အရှုပ်ချင်းလို့ကြီးပဲနောက်တစ်ခုကငကားကြောင့်ထပ်ပြီးတော့เนาะကျွန်တော်တို့တွေ့လာရတဲ့ဟာကနိုင်ငံတကာသတင်းမီဒီယာတွေမှာတော့ကျွန်တော်တို့မတွေ့ရသေးဘူးဒါပေမဲ့အခုပြည်တွင်းသတင်းမီဒီယာတွေလောကမှာဆိုလို့ရှိရင်ပြည့်စင်အောင်သူ့အကြောင်းပဲဖော်ပြကြတယ်ပြီးလို့ရှိရင်တော့လူမှုကွန်ရက်ပေါ်မှာတကယ် influencer တွေနောက်ပထမကနော်သူတို့ကိုနေပြီးတော့ငကား final ရှိတယ်လို့ဒီဘက်ကနော် AUG final နဲ့သူတို့ fight ကြတယ်စသည်ဖြင့်ဖြစ်ကြတယ်ဆိုတဲ့ခါကျတော့အခုငကားကိုတကယ်နော်ပြင်းထန်ဒီတိုက်တဲ့ဟာကိုကန့်ကွက်တဲ့မျိုးထိုက်တန်သိန်းတို့ဘာလို့လဲပျောက်သွားတယ်နော်လူမြတ်ကျော်လေးပျောက်သွားတယ်ဘာလို့ဆိုတော့အဲ့ဒီတိုက်တဲ့နေရာနဲ့စပြီးတော့တော်တော်ကိုပြင်းထန်ပျောက်ပြီးတဲ့နောက်ပိုင်းမှာပျောက်သွားတာဒါထူးခြားမှုတစ်ခုရှိတယ်ဆိုတော့နောက်တစ်ခုကဘာလဲဆိုတော့ရှင်ဒီငကားအမှုမှာဒီ ERO တွေလုံးဝနှုတ်ပိတ်နေတာဒါတကယ်ထူးခြားပဲဒါထူးခြားမှုတွေအဲ့ဒါ ER တွေလုံးဝမပြောဘူးငကားမားတယ်ဆိုမားတယ်လို့ပြောပေါ့နော် NUG မားတယ်ဆို NUG မားတယ်လို့ပြောတခုတော့ရမယ်နှစ်ယောက်စလုံးမားတယ်မားတယ်ဆိုတာတော့ဘယ်တော့မှဖြစ်နိုင်ဘူးဆိုတော့ဒေါ်လာရဲ့အောင်မြင်ဖို့အတွက်ဒါဆုညံခလုတ်ဖြစ်တယ်တဲ့နော် NUG ကပြောတာဆုညံခလုတ်ဖြစ်တယ်ဆုညံခလုတ်တွေကဘာတွေလဲဒီဆုညံခလုတ်တွေကသူကားတယ်လူတမ်းမှုဖြစ်တယ်တဲ့တိုင်းငယ်မတင်မှုရှိတယ်ပြည်သူတွေကအနိုင်ကျင့်တယ် gate တွေဖွင့်တယ်စသည်ဖြင့်ဒီဟာတွေကိုပြီးလို့ရှိရင်သူတို့ရဲ့ဗာလေရေးပေါ်ကတော့ပေးသွားတယ်
တည်သွားတဲ့အမှုကိုလည်းအဲ့ဒီမှာ BNR တွေအဲ့ဒီငကားပြောတယ်အဲ့ဒီအမှုတွေကိုငါတို့ဒီတကယ်လွတ်လပ်စုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့လွတ်လပ်တဲ့အဖွဲ့အစည်းတွေနဲ့လာငါအဲ့ဒီတရားခံကိုဖမ်းပေးမယ်လုပ်ပေးမယ်လို့ပြောတယ်ပြီးတော့သူတို့လက်အောက်မှာဝင်ဖို့လည်းအချင်းချင်းသူတို့ပြောတယ်ဟိုဘက်ကတော်တော်ကိုလက်လွတ်တယ်နော်တော်တော်ကိုအချော့ပေးပြီးတော့ကိုနော်ဆက်ဆံတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒီနေရာမှာသူ့ရဲ့အမှုကဘာလဲဆိုလို့ရှိရင်လူတတ်မှုနော်မတိမှုပြည်သူတို့ကအနိုင်ကျင့်မှုအဲ့ဒီကိတ်တွေတိုးကောင်းမှုစသည်ဖြင့်နော်အဲ့ဒီအမှုတွေပဲတက်ထားတာနော်တက်ထားတာဆိုတော့အဲ့ဒီအမှုတွေကအင်အား1500နဲ့စီးတိုင်တဲ့ဟိုမဟုတ်ပြဿနာမဟုတ်ဘူးဆိုတော့မကောင်းတဲ့လူကိုမကောင်းသလိုအပြစ်ယူရမယ်ဒါကတော့ဥပဒေအရဘာလို့လဲငကားအဖွဲ့မှာအကုန်လုံးငကားအဖွဲ့မှာဆိုလို့ရှိရင်နော်သူတို့အင်အားထောင်နေရှိလို့ရှိတယ်3-4ထောင်ရှိတယ်လို့ပြောတယ်ဆိုတော့3-4ထောင်ရှိတဲ့အဖွဲ့အစည်းမှာနော်အဲ့ဒီမကောင်းတာဘာလို့လဲမကောင်းတဲ့လူကိုပဲသူတို့ဖမ်းရမှာပေါ့နော်ဖမ်းရမှာပေါ့ဆိုတော့အဲ့ဒီဖမ်းဖို့အတွက်လဲနော်သူတို့တောင်းခံထားတယ်လေနော်အဲ့ဒီ PNR တွေဖက်ကတောင်းခံထားတယ်ဆိုတော့ဒါအမြင်ကပုံမှာပဲနော်အဲ့ဒီဟာနဲ့ဘလို့မှအင်အား1500နဲ့စီးပြီးတော့ဘလို့မှမလုပ်သင့်ဘူးနော်တခုပဲရှိတယ်နော်အဲ့ဒီဒေါ်လာရေးကိုအဖြတ်အမောက်လုပ်တယ်ဒေါ်လာရေးနဲ့ကိစ္စနဲ့ပတ်သက်တဲ့ဟာတခုပဲဖြစ်ရမယ်အဲ့ဒါကမာလာနဲ့ဆက်သွယ်မှုNUG ကိုNUG တိုက်ရင်ကိုအဲ့ဒီပုံကတိုက်တွေကမာလာကိုမတိုက်ဘဲနဲ့ NUG ကိုတိုက်ရမယ်အဲ့ဒီအချက်နှစ်ချက်တစ်ချက်ကမာလာနဲ့ဆက်သွယ်မှုအဲ့ဒီအချက်လက်တွေအကုန်လုံးရရမယ်နော်ရရမယ်ရပြီးပြီဆိုလို့ရှိရင်ခုနကသူ့ရဲ့လုပ်ရက်တွေကိုကြည့်ရမယ်သူ့ရဲ့လုပ်ရက်က NUG ကိုတိုက်တယ်ဆိုလို့ရှိရင် okay အဲ့ဒီဟာလုံးဝမထားသင့်တော့ဘူးเนาะအသေးတော့ကျွန်တော်တို့ယူရမယ်သူ့ကိုเนาะသူရမယ်ဘာဖြစ်လဲစွညုံခလုတ်ဖြစ်နေပြီเนาะစွညုံခလုတ်ကအတားဖြစ်ရမယ်အခုကအဲ့ဒီအမှုမဟုတ်ဘဲနဲ့ရာဇဝဲမှုတို့လူတတ်မှုတို့မတိမ်မှုတို့ဂိမ်းဖွင့်မှုတို့ဒါအမှုခွဲဝေတာပဲလေဒါတွေကเนาะဥပဒေပိုက်ဆိုင်ရာသူတို့လုပ်ပေါ့เนาะဆိုတဲ့ခါကျတော့အခုက NUG ကိုတိုက်တာတစ်ခါမှမကြောက်ဘူးเนาะဘုံတကားတို့အဖွဲ့တွေသူတို့ပြဿနာလူတော့ဖြစ်တယ်ကလွဲလို့เนาะသူတို့တိုင်းရင်တွေက NUG တိုင်းရင်တွေကိုဝင်စီးတာတို့ဘာတို့တကယ်เนาะဒေါ်လာရေးကိုဖျက်မောက်လုပ်တာကျွန်တော်တို့မကြားဘူးအဓိကသူ့ကိုအဲ့လိုမျိုးအင်အားသုံးပြီးတော့နေနေနိုင်တဲ့နော်ပြဿနာတစ်ခုပဲရှိတယ်တစ်ခုက NUG နဲ့သူတို့ကမပူပေါင်းပေးတယ်မအလာနဲ့ပူပေါင်းရမယ်နော်ဆက်သွယ်ရှိရမယ်အဲ့ဒါကို challenge ကိုအကုန်လုံးရရမယ်နော်နောက်တစ်ခုကအဲ့ဒီသူတို့ရဲ့လောက်ရက်က NUG ကိုတိုက်ရမယ်ဆိုတော့အဲ့ဒီတစ်ခုဖြစ်ပြီဆိုလို့ရှိရင်အင်အားသုံးပြီးတော့သူ့ကိုအရာဖမ်းရမယ်ဆိုတော့ဆွညောခလုတ်ကဘာတူလဲအဲ့ဒီတပ်ဖွဲ့ဝင်တွေမဟုတ်ဘူးဘုံနကား PNR နာမည်တောင်မှပြောင်းနေတယ်ဘုံနကားဆိုတဲ့နာမည်နဲ့ပဲထွက်တယ်နော်ဘုံနကားဆိုတော့ဘုံနကားဆွညောခလုတ်ဖြစ်လို့သူတို့ဝိုင်းတော့တိုက်တယ်ဆိုပါတော့ဆိုတော့အခုအဲ့ဒီစွညုံခလုတ်ကထွက်သွားပြီလားသူတို့ထုတ်လို့ရပြီလားအဲ့ဒီစွညုံခလုတ်ကမထွက်သွားဘူးလေအဲ့ဒီဘုံကဟိုဘက်မှာသွားပြီးတော့အလင်းဝင်သွားတယ်ဆိုလို့ရှိရင်အဲ့ဒီအလင်းဝင်သွားတဲ့လူကကိုယ့်ပြဿနာအများကြီးရှာတယ်အခုဘာဖြစ်လဲရဟရင်6စီးနဲ့နော်6စီးနဲ့လူချနေတဲ့နော်လူပေါင်းနေရာချတဲ့နော်စစ်ကြောင်းထိုးတဲ့အင်အား800တဲ့1000အခုအဲ့ဒီပလိမ့်မှာစစ်ကြောင်းထိုးပြီအဲ့ဒါစွညုံခလုတ်ကိုဖေးလို့မရဘူးသူတို့လိုချင်တာအဲ့ဒီငကားကိုဖြုတ်လိုက်လို့ရှိရင်အဲ့ဒီပြဿနာကငြိမ်းမယ်ဆိုတော့အခုကငကားကဘာမှတိုက်စားမလုပ်ဘူးစက္ကစကိုတော့တိုးလိုက်ရုံပဲစက္ကစတိုက်တာအခုနော်အဲ့ဒီနေရာရရှိထားတဲ့ information တွေအကုန်လုံးကိုဝင်ပြီးတော့အခုသမနေပြီအဲ့ဒါမှကောင်းတယ်နော်အဲ့ဒါမှဘုံနကားနဲ့တိုက်စားမလုပ်ဘူးဘုံနကားကဟိုးမှနေပြီးတော့မှ is net နေတာနော်အဲ့ဒါကိုသူ့ကိုအခုတည်းတော့ဘာမှလက်ဖြတ်ထိမှမဟုတ်သေးဘူးဘာဖြစ်လို့ဆိုတော့ဒီ information တွေကိုအကုန်လုံးကိုသူ့စီကယူဦးမှာနော်နောက်ဆုံးမှသူခံရလိမ့်မယ်နော်ခံရလိမ့်မယ်ဆိုတော့တကယ်တမ်းတစ္ဆာဖောက်တယ်ဆိုလို့ရှိရင်နော်တစ္ဆာဖောက်တယ်ဆိုလို့ရှိရင်သူ့ကိုနောက်မှပြစ်ပစ်ခြင်းကိုခံရလိမ့်မယ်เนาะအခုကတော့လုံးဝမခံရသေးဘူးဆိုတော့အခုကတော့ဘုံနကားကအဲ့ဒီမှာ information ကိုပြောပြလိုက်တယ်အကုန်လုံးအဲ့ဒီမှာဒီမှာလာတော့ဖွဲ့ဝင်စီးတယ်เนาะဆိုတော့စွညုံခလုတ်ကဘယ်မှာလဲเนาะဘယ်မှာထွက်သွားတာလဲသူတို့ဖြေရှားတယ်ဆိုအဲ့ဒီစွညုံခလုတ်ကဟောမာလာစီမှာရောက်သွားတာပိုးပြီးတော့ချီးသွားတယ်เนาะအဲ့လက်ထွင်ရမယ့်ကိစ္စကိုကပစိန်နဲ့ပေါက်ရတယ်เนาะပစိန်နဲ့ပေါက်ရပြီအခုเนาะအခုတိုက်ရပြီဘုံနကားနဲ့တိုက်တာအဲ့ဒါဘုံနကားနဲ့တိုက်တာဘုံနကားကိုတိုက်ပြီးမှအခုမာလာရဲ့စစ်သားတွေနောက်ထောင်နှင်းချီလို့ရောက်သွားပြီအဲ့ဒီ plane နေမှာအဲ့ဒါတခုနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်သူ့မှာပါသွားတဲ့ဟာလက်နဲ့နော်လက်နဲ့တစ်ခုကအလင်းဝင်တဲ့အခါမှာလက်နဲ့ကခါမှတော့မှမချိတ်အောင်နော်မချိတ်အောင်အဲ့ဒါအမှန်ပဲနော်အဲ့ဒီလက်နဲ့ချတဲ့လူတွေအလင်းဝင်တဲ့လူတွေတော့မှမဖြစ်နိုင်ဘူးအဲ့လိုမျိုးဆိုတော့အခုကသူတို့ထုတ်ပြတဲ့ပုံမှန်ဆိုလို့ရှိရင်ဒီလက်နဲ့က pistol ကခါမှရှိနေတော့ပဲနော်ကျန်တဲ့လက်နဲ့တွေပဲစပွဲပေါ်မှာတင်တာဆိုတော့ဒီလက်နဲ့ကသူ့စီမှာဒီလိုဖြစ်တယ်ဆိုကြတဲ့ကနေ तू ကငကိုကလေးကနော်တကယ်လည်းစစ်တဲ့လူအမှန်ခံတယောက်ဖြစ်မယ်ငါဖြစ်မယ်ဆိုတော့အဲ့ဒီမှာရောက်တယ်ဆိုတော့သူဘူတယောက်ဖြစ်တယ်သူအလင်းဝင်တဲ့ပုံစံမျိုးတော့ပြတယ်ဒါပေမဲ့သူ့ရဲ့တိတ်ခါရနော်အဲ့ဒီ pistol ကိုဒီတိုင်းပဲသူတို့လက်ခံတယ်အဲ့ဒီအလင်းဝင်တဲ့လူကလက်နဲ့ချတဲ့ကောင်ကအဲ့ဒီလက်နဲ့ကို pistol မှာထားရတယ်တော့မလေးမခံသူတို့ကိုနော်ဟိုဘက်ကနော်တကယ်လက်နဲ့ကိုလေးလေတဲ့ဟိုဘက်ကအရာရှိလို့ထားပါတော့စကားစားဘက်ကအဲ့ဒီလိုတော့မှ pistol မရှိတဲ့ဟာဒီဘက်ကောင် pistol ရှိတယ်နော်ပုံကဘာကောင်မှမဟုတ်တဲ့ကောင်ကနော်ဆိုတော့စဉ်းစားကြည့်ဒါကထူးခြားမှုဆိုတော့တကယ်တမ်းပုံကားကအဲ့ဒီမှာတကယ်မအလိုက်ရဲ့တောက်တိုင်ဆိုလို့ရှိရင်အခုနက pistol ကတော့အမှန်ပဲဆိုတော့အဲ့ဒါဆိုလို့ရှိရင်မအလာတို့ဘက်ကကြာဆုံးခံမယ်ဘာလို့ဆိုတော့သူတို့လူကိုထည့်ထားတယ်တော့သူတို့လူကိုထည့်ထားလို့တကယ်အကျက်တွေရောက်လာပြီသေတော့မယ်နော်သူ့လူသေတော့မယ်ဒီမှာဝိုင်းထားပြီနော်ဝိုင်းထားတဲ့အခါကျတော့အဲ့ဒီလူကိုထွက်ပေါက်ရအောင်နော်အဲ့ဒီရဟယန်နဲ့ပြန်ပြီးတော့ကယ်သွားတာပဲနော်သူ့လူကိုသူကယ်သွားတာနော်ကယ်သွားတာဆိုတော့အတိတ်ပဲကတော့တကယ်တမ်းအဲ့ဒီဘုံကားက
အဲ့ဒီရဲမှာပြင်ခရိုင်မှာအဲ့ဒီမှာပလင်းနေမှာဆိုလို့ရှိရင်မအလာရဲ့တောက်တိုင်အမှန်ဒီပစ္စတိုဟာဆိုလို့ရှိရင်တက်သေးပဲနော်အမှန်ဆိုလို့ရှိရင်ဒါသူ့လူကိုသူခေါ်တော့တာပဲနော်သူတို့ဆုံးရှုံးမှုပဲသူတို့ဆုံးရှုံးမှုပဲသူတို့မအောင်မြင်လိုက်ဘူးတော့မအောင်မြင်လိုက်ဘူးအဲ့ဒီဘက်ကအယုံကြည်ဘက်ကလက်ဦးလိုက်တယ်နော်လက်ဦးလိုက်တယ်အဲ့လိုဆိုရင်တော့တည်င်းကောင်းပဲဒါတည်င်းကောင်းပဲဆိုတော့အခုကအဲ့လိုမျိုးဟုတ်လားမဟုတ်လားဆိုတာကိုနော်တော်တော်ကိုဇိုဝေဇွာဖြစ်တဲ့ပြဿနာတစ်ခုဖြစ်တယ်ဒီပြဿနာကနော်ဆိုတဲ့ခါကျတော့ဘာပဲပြောတကယ်တမ်းဆိုလို့ရှိရင်အခုနကမအလာဖက်ကတောက်တိုင်တယောက်အမှန်တကယ်ဖြစ်တယ်ဆိုလို့ရှိရင်နော်သူကတော့အခုနအယုံကြည်လောက်တာမှန်တယ်တကယ်တမ်းအဲ့ဒီဒေါ်လာရင်းဖက်မှာပဲတစ်စိမ့်မအလာနဲ့လောအဆက်တွေလုပ်တဲ့လူမဟုတ်ဘူးဆိုလို့ရှိရင်အယုံကြည်ကတကက်ကြာဆုံးခံမယ်နော်ကြာဆုံးခံမယ်အဲ့လိုမျိုးဘလောက်ပဲဝါဒဖြတ်တနေ့ကြာလို့ရှိရင်အဲ့ဒီဘုံကပေါ်လာလိမ့်မယ်နော်ဘုံကအတန်ဖိုင်လုံးဝမထွက်လာသေးဘူးဗီဒီယိုဖိုင်မထွက်လာသေးဘူးမအလာဖက်ကလည်းလုံးဝဗီဒီယိုမထုတ်ပြန်ဘူးပြီးလို့ရှိရင်တော့အခုခေတ်မှာ AI နဲ့လုပ်တဲ့အဲ့ဒီဟိုဟာတွေတပ်ပုံတွေအများကြီးလုပ်လို့ရတယ်ဒီနေ့တခြားစီပဲနော်ထွက်လာတာနော်သူရဲ့ပုံတွေအများကြီးပဲထွက်လာတယ်နော်မိမတွေပါတဲ့ပုံစံမျိုးတွေပြီးလို့ရှိရင်ကြက်သွန်အိတ်တွေပေးတဲ့ပုံစံတွေအမျိုးမျိုး AI နဲ့ဖန်တီးကြတာနော်စုံနေကြတာပဲနော်စုံနေကြတာပဲဆိုတဲ့ခါကျတော့ဒီသတင်းကဘယ်သူမှအတိအကျမသိနိုင်သေးဘူးနော်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ဒီပွဲရတော်တော်ကောင်းတဲ့ပွဲတစ်ပွဲဖြစ်လာပြီနော်ဘုံကတော့ဝိုင်းထားတဲ့ခါကျတော့ကဲတကယ်တမ်းဘုံကလိုချင်တယ်ဆိုလို့ရှိရင်အဲ့ဒီဘုံကကယ်နေတဲ့အချိန်မှာဝိုင်းထားပြီးဝိုင်းထားတော့သူတို့ကဘာလုပ်ရမှာလဲနော်အဲ့ဒီမှာတနက်နဲ့ပြရမယ်လေသူတို့ငှက်ကင်တို့ပစင်းကင်တို့ဝေထားတာအများကြီးပဲလေအဲ့ဒီဟယ်လီကော်ပတာနဲ့ကယ်တာကိုပြကြပေါ့အဲ့ဒီမှာဘုံကလည်းသိမယ်စက္ကစဖက်လည်းသိမယ်ရဟရင်လည်းရမယ်ပြီးနေပြီနော်ပြီးနေပြီဒီလောက်ဝိုင်းထားပြီအင်အားထောင်နဲ့ချီလို့ဝိုင်းထားတာအဲ့ဒါကိုတောင်မှသူတို့ကတော့တွေးလိုက်တယ်အော်ဟိုမှာဘုံကောက်ကိုတည်သွားတယ်တော့ဘာတစ်ခုမှမလုပ်နိုင်ဘူးနော်တကယ်ဆိုရင်တော့အဲ့ဒါတော်တော်ကောင်းတဲ့အချက်ပဲလေအဲ့ဒီမှာနော်ရဟရင်ကိုပြစ်ချလိုက်ပြီးလို့ကျဘုံကလည်းသိမယ်အဲ့ဒီမှာပါတဲ့ကောင်တွေကုန်သိမယ်လေပြီးပြီဘုံကဆွညောခလုတ်ပဲလေအဲ့ဒီနေရာမှာသူ့ရဲ့အင်အားတွေကမဟုတ်လေဟုတ်လားမဟုတ်လားကြည့်လေခုဘုံကအလင်းဝင်ဆိုတာနဲ့အဲ့ဒီမှာအယူဂျီဖက်မှာ150အလျောက်ပေါင်း200တို့အလင်းဝင်တာတို့သူတို့ကလက်နဲ့ခိုင်းတာတို့ဘာလို့ဖြစ်ကုန်ပြီလေခုဘုံကမရှိလို့ဆိုတော့ဘုံကတယောက်ပဲလိုချင်တာပဲလေခင်ဗျားတို့လိုချင်တာဆိုတော့အဲ့ဒီလိုကိုဒီလောက်ရဟရင်နဲ့လူတဲ့ဟာကိုဒီလောက်ဝိုင်းထားပြီးအဲ့ဒီအချိန်မှာတော်တော်ကိုအခွင့်ကောင်းနေပြီလေပစင်းကင်တို့ငှက်ကင်တို့ project တွေနဲ့ဝယ်ထားတဲ့လက်နဲ့တွေနဲ့ပြည့်ကြပေါ့ရပြီပြီးနေပြီသူအဲ့ဒါလုံးမလုပ်ဘူးเนาะဆိုတော့ဒါအမြင်ကပ်ပုံမှာเนาะသူတို့ဆွဲထားတဲ့အရာပြောတာเนาะသူတို့ဆွဲထားတာကပါလေလူတတ်မှုနဲ့မတိမ်မှုနဲ့ပြည်သူတို့အနိုင်ကျင့်မှုနဲ့ကိတ်ဖွင့်မှုနဲ့သူတို့လူတွေကိုเนาะဝန်ထမ်းတွေကိုတတ်တယ်တဲ့တက်ငယ်မတိမ်မှုနဲ့အဲ့ဒီအမှုတွေချိလိုက်အဲ့ဒါအင်အား1500နဲ့စီးတဲ့အမှုမဟုတ်ဘူးအဲ့ဒီဟာစီးရလောက်ဒါအဲ့ဒီအမှုမဟုတ်ဘူးတော့တော်လန်ရေးကိုဖျက်ဆီးနေတာမဟုတ်ဘူးဒါလူတယောက်ရဲ့အဲ့ဒီမှာလုတ်တဲ့အကျင့်ပြတ်ချက်စားမှုတွေအဲ့ဒါကိုဥပဒေနဲ့လိုက်ပြီးတော့အဲ့ဒီလူတွေကိုပဲဖမ်းရမယ်လေသူနဲ့ပူးပေါင်းပြီးတော့ဖမ်းရမယ်လေဆိုတော့အဲ့လိုမျိုးတော့မဖမ်းမနဲ့နော်ပေါက်ကရရှောက်လုပ်ပြီးတော့နော်အဲ့လိုမျိုးပြင်တယ်နောက်တစ်ခုကသူတို့သိပြီဆိုလို့ရှိရင်ဒီလူကမအလာဖက်ကလူဖြစ်တယ်ဆိုတော့သူတို့စီမခေါ်ထားလိုက်သူတို့စီမသွင်းလိုက်သွင်းပြီးမှโอเคသူခဏဝင်ခိုင်းတယ်နော်အရင်ကပူပေါင်းရှင်နဲ့ဝင်ခိုင်းလိုက်နော်ဝင်ခိုင်းလိုက်ပြီးလို့ရှိရင်သူတို့အင်အားတွေအကုန်လုံးအဲ့ဒီမှာရောက်မယ်ရောက်လို့ရှိရင်ဘုံတကားနဲ့အဆက်တွေရှိမယ်ဘုံတကားနဲ့အထွက်အလာနော်အဝင်အထွက်တွေရှိမယ်သူလုတ်ထားတဲ့ဟာတွေအကုန်လုံးကို information ကိုရထားပြီးဆိုလို့ရှိရင်အဲ့ဒီဘုံတကားကိုအဲ့ဒီချိန်ခါကျမှချက်ကလေးငက်ကလေးကိုလက်ထက်မှာရှိတဲ့ဟာကိုကြည့်ခဏဖမ်းမှာပေါ့နော်ဖမ်းမှာပေါ့လုတ်တဲ့ဟာစပ်လွေးတယ်ပဲလေအခုလုတ်တဲ့ဟာကနော်ဘုံတကားကိုအဲ့လိုမျိုးဖမ်းမှာလေသူအဝင်ခံနေတာပဲလေအယူဂျီနဲ့ပေါင်းချင်တယ်လို့ပြောနေတာပဲလေဒီလောက်မအလနဲ့ပေါင်းတဲ့လူတယောက်သိနေပြီဆိုတော့ okay အဝင်ခံပြီးတော့သူလုပ်ရက်တွေကိုအမြင့်တန်းဆုံးချစ်အချိန်တွေကိုရပြီဆိုလို့ရှိရင်သူတဲ့ဘုံတီလက်ဆက်ဆန်အစည်းအဝေးတွေခေါ်ပြီးတော့အဲ့ဒီအချိန်မှာသူ့ကိုဖမ်းမှာလေအခုကဘယ်လိုလုပ်လဲနော်အခုကနော်တကယ်စူအတေးလေးအဲ့ဒီဟာကိုအဲ့နဲ့ထွင်ရမှာကိုပစင်းနဲ့ပေါက်နေရပြီခုနော်အခုဘုံက A7 နေပြီးတော့မှာနော်ဘုံကရဲ့လိုက်ရုံတက်တယ်အခုအဲ့ဒီငကားရဲ့အောက်ခြေတက်တယ်အခုမလာလေးအဲ့လိုမျိုးဖြစ်ကုန်ပြီနော်ဖြစ်ကုန်ပြီဆိုတော့မလာရဲ့စစ်သားတွေအကုန်လုံးအလုံးလုံးနေပြီဘုံကခိုင်းတဲ့အတိုင်းလုံးနေပြီခုအဲ့ဒီဆွညောက်ခလုတ်ကတိလေးမဟုတ်တော့ဘူးတကယ်အထက်မှာမြုံနေပြီနော်မြုံနေပြီဆိုတော့အဲ့ဒါကိုပဲချစ်လေဒါသူတို့လောက်တာလောက်ရကမှားလားတကယ်တည်းမလာဖက်ကဆိုလို့ရှိရင်ကိုယ့်ဖက်မှာသွင်းပြီးတော့သူ့ကိုကြည့်ခနဲ့ဖမ်းမှာလေဆိုတော့အဲ့လိုမျိုးမလုပ်ဘဲနဲ့ဘာလုပ်ရလဲဘာလုပ်ကြတာလဲဒါအဲ့ဒီဆွညောက်ခလုတ်ထွက်သွားပြီလားမထွက်ဘူးလေပိုဆိုးလာတယ်လေခုနော်ပိုဆိုးလာတယ်ဆိုတော့အဲ့ဒီဖြစ်ပြတော့ဘယ်သူမှအသေးချာမသိသေးဘူးနော်မသိသေးဘူးစောင့်ချမ်းတုတ်ပြီးတော့ပြောနေကြတာပဲနော်အဲ့ဒီမှာ ER တွေလုံးဝအတန်ပိတ်နေတယ်ဒါထူးခြားမှုပြီးလို့ရှိရင်ဘုံကားမှာတနက်တလက်ပါသွားတယ်အခါမှာချိတ်ပြီးတော့အလဲဝင်တယ်ဒါထူးခြားမှုပြီးလို့ရှိရင်တော့ဒီဘက်မှာဘုံကားရဲ့တကက်ဖိုင်တွေအမခံတွေနော်တကက်ဖိတ်တော့နော်အထိမခံတဲ့အဖွေတွေခုတတိပြောင်းနေတော့မယ်အဲ့ဒီနေရာနဲ့စတဲ့နေနဲ့တတိပြောင်းနေတော့မယ်ဆိုတော့ဒါထူးခြားမှုတွေနော်ထူးခြားမှုတွေပဲဆိုတော့ဘလို့ဖြစ်လာမလဲဆိုတာဒီနော်အချက်လက်တွေကိုကြည့်ချင်အားဖြင့်ကျွန်တော်တို့ကစောင့်ကြည့်ရမယ်ဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့တွေ့နိုင်တယ်နော်ဘုံကားရဲ့အခြေအနေနော်အဲ့ဒါကတော့တကက်ထိတန်းတင်းပေါ့နော်
ခုက KIA ကနေပြီးတော့ရွက်ခောက်ဖို့လက်ခံဖို့တဲ့နောက်ပုံမုံကြီးတော်မူကပြောတယ်သူတို့လက်ခံစရာမလိုဘူးလေနိုင်ငံတကာလက်ခံတော့မှသူတို့ဘာမှမဖြစ်ဘူးလက်မခံဘူးဆိုလို့ရှိရင်သူတို့တားပေါ်အစာကလေးကနေမဖြစ်အောင်ဘာမှမတန်းနိုင်ဘူးလေနော်အောက်ကလိုက်ရှော့ပြောနေတယ်အဲ့ဒီစင်မထိုင်တွေပါတယ်လဲသူတို့လက်မခံဘူးလက်မခံဘူးသူတို့တားလည်းမနိုင်တာနော်အခုစင်မထိုင်တွေအများကြီးဖြစ်တဲ့လူတွေအဲ့ဒီမှာ line လုံးနဲ့သူတို့ပို့နေရတာပဲအဲ့ဒီ KIA မြောက်ပေးထားတဲ့အဲ့ဒီ NUG ရဲ့နော်စစ်ဒေတာ1ဆိုတာလဲအခုဘုံကားနဲ့ချတာပဲနော်သူမြောက်ပေးထားတဲ့အခုလေဖုန်းတို့ဘာလို့ဆိုရင်ဘာမှလုံးဝဘုံကားကိစ္စနဲ့လုံးဝမပြောတော့မပြောတော့သူကအတန်တိတ်ကုန်ပြီနော်အဲ့ကိုတားနိုင်ဖို့ကနော်စိတ်လုံးမရှိရမယ်ပြည်သူလူထုတွေအားလုံးစိတ်လုံးမဲ့လက်နဲ့ကင်တော့အားလုံးစိတ်လုံးရမယ်စိတ်လုံးပြီးမှတော့တိုက်ရမယ်အခုကအဲ့လိုမျိုးမဟုတ်ပဲနဲ့နော်အေးအားတို့ပြိုကွဲအောင်နော်အခုဖြစ်နေပြီနော်ကြီးရိုက်နေပြီအခုမှလိုက်ကိုတိုက်တာတဲ့အခုဘုံကားတော့ခွေးနဲ့တိုက်တဲ့အဲ့ဒီတည်င်းကဟိုလည်းကျော်ဖြစ်ကုန်ပြီတည်င်းဌာနမှာတည်င်းတို့ရှာမတွေ့တော့အခုဘုံကားတည်င်းကလွှဲလို့ဘေးတစ်ခုမှမရှိတော့ဒါတော့ဒါကတော့အနှုတ်လက္ခဏာပဲနော်ဆိုတော့ဒီနေ့ဖေဖော်ဝါရီ20ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင် subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို